Oliver Kahn Cannavaro Roberto Carlos အစုအဖွဲ့ကို Lionel Messi ရဲ့ဒီကတ်ကခြေမုံပြစ်နိုင်ခဲ့တယ်ဆိုတာယုံလားဒီလိုနောက်တန်းအစုအဖွဲ့နဲ့ Oliver Kahn လို့ကိုသမားကို Lionel Messi ရဲ့ area ပြင်ပကန်ချက်တွေနဲ့ဘယ်လိုအနိုင်ယူခဲ့လဲဆိုတာကိုကြည့်လိုက်အောင်ကဲစုံတွေ့တာကတော့ Santo အသင်းပဲဖြစ်ပါတယ်တစ်ဖက်အသင်းရဲ့ line ကိုလေ့လာကြည့်အောင်ကဲဒါမျိုးတွေ့ကျင်နေတာဗျာကိုသမားကတော့ Oliver Kahn Cannavaro Carlos နော် Ronaldinho လေးကပါသေးတယ် Diego Forlan လေးပါသေးရဆိုတော့ပွဲကတော့လှပြီဒီလိုပွဲမျိုးကိုနိုင်ကန်နေတာ Eric Cantona Brazil Drogba ရှယ်ပဲဝက်ဆာနဲ့ကျွန်တော်ကတော့ကစားပွဲကိုထိန်းချုပ်ဖို့ကြိုးစားတယ် Cristiano Ronaldo Lionel Messi ရှေ့ကိုတားကြီးတိုက်စစ်မစင်ဘူး Kylian Mbappe ကျော်စောကင်းမကိုကျွန်တော်ချက်လှည့်ထွက်သွားတယ်တကယ်လှတယ်ဗျာဒါပေမဲ့ကိုစီကျော်သွားရဆိုပြီးတော့Ronaldo တွန်းနေဆိုပြီးတော့ဒိုင်လိုကြီးကတော့ပြစ်ဒဏ်ဘောဖြစ်တတ်မှတ်ပေးလိုက်ပြီခင်ဗျာLionel Messi နားလာမှရှိနေ Van Dijk နဲ့တွဲထားတယ်ရှိမှရှိနေလက်မိုင်းရမယ် Raul Cristiano Ronaldo Lionel Messi ချထားပေးပြီ Lionel Messi ရရှိလာတဲ့ပြစ်ဒဏ်ဘောကျွန်တော်ကတော့အနီးကပ် one dash ပတ်လေးတွဲပြီးတော့ Lionel Messi ရဲ့ standing shot နဲ့ကိုသမားရဲ့တောင်ထဲကိုဦးဆောင်ကိုတွင်းနိုင်ခဲ့တယ် Ronaldinho နေမှာဗာဂျန်ပရိုက်ဖြတ်လူထားပြီးရှေ့မှာရှိနေ Raul နဲ့ချိတ်ဆက်ထားတယ် Raul တစ်ခါခင်းပေးထားတယ် Lionel Messi တောက်ချောက်ဆွဲပြေးလာတယ် body လိုက်ခုနေတယ်မရဘူး Lionel Messi အဲ့ရတွင်းကိုချိုးဝင်သွားပြီးလန့်ကန်ပြီဒီမှာ Oliver Kahn ပေါ်ထုတ်နိုင်ခဲ့တယ် Kylian Mbappe ထပ်စကန်ထားတယ်တစ်ခါဖမ်းသွားခဲ့တယ်ခင်ဗျာ Oliver Kahn ရှေ့ကိုလန့်ရိုက်တင်ထားတယ်နေမှာလူဝဲမှားပြီကျွန်တော် Cristiano Ronaldo ပြန်ရထားပြီ Kylian Mbappe Rainbow Flag တကွက်ပြတယ်ဆိုရင်လည်းပွဲကတော့ပြီးဆုံးသွားခဲ့ပြီခင်ဗျာ။မှာဝိုင်းပွဲပြီးဆုံးသွားတဲ့အချိန်မှာတော့ခြေစွမ်းပိုင်းရောရလက်ပိုင်းရပါအသာစီးရယူထားနိုင်ခဲ့တယ်ခင်ဗျာ။ဘောလုံးပိုင်ဆိုင်မှုအသာစီးဂိုးပေါက်ချင်းချမှုအသာစီးကျွန်တော်ရယူထားနိုင်ခဲ့တယ်ဗျ။ဒုတိယပိုင်းတော့ပြန်လဲစတင်လာခဲ့ပြီဗျာ။ Ronaldinho တကွက်ပြတယ်နေမှာထပ်ပြတယ် Roberto Carlos Ronaldinho မာဆေးတန်းနဲ့လှည့်ပြရဆိုမဲ့မလွတ်သွားဘူးခင်ဗျာ Lionel Messi ပြန်ရထားပြီးဓမ္မရမယ်နားတော့မှန်ပါပဲရှိမှရှိရင် Cristiano Ronaldo လိုက်တဲ့မျောထိုးပြတယ်တစ်ချက်ပြန်ခောက်တယ်လမရမယ်လှမ်းကန်ပြီကန်ချက်ကအားပြော့သွားတဲ့အတွက် Oliver Kahn ဖမ်းနိုင်ခဲ့ကင်းမဲ Steven Gerrard Lionel Messi ပဲတစ်ချက်လှည့်ထွက်လာပြီးဒီကမှာကန်ချက်ကကိုပေါင်းနဲ့လွဲချော်သွားခဲ့တယ်ခင်ဗျာကဲဒီလိုနဲ့ဟိုပေးဒီပေးလုံရင်းနဲ့ပဲတိုက်စစ်စင်လိုက်ပြန်ပြက်လိုက်သူပေးလိုက်ကိုပေးလိုက်လုံနေရင်းနဲ့ပဲပွဲကစားချိန်ကတော့85မိနစ်ကိုရောက်ရှိလာတဲ့အခါမှာတော့ Steven Gerrard နောက်တစ်ချက်ခောက်ထားတယ် N'Golo Kanté ဘာဂျဗန်ဒိုက်ရှေ့မှာရှိနေတဲ့ Lionel Messiတောက်ချောက်ဆွဲလာပြီးလှမ်းကန်ပြီဂိုးကြီးခင်ဗျာဒီချိန်မှာလဲ Oliver Kahn ဘာမှမတက်နိုင်မဲနဲ့သွင်းကိုခွင့်ပြုလိုက်ရတာခင်ဗျာ Messi ရဲ့ဒီလိုကန်ချက်မျိုးကကိုယ်မှ3ယောက်လောက်ကိုယ်ထဲမှာဝင်ဖမ်းနေတော့မှဖမ်းပြီးဖို့အတွက်အမှန်ခက်ခဲတဲ့ကန်ချက်မျိုးပါဘယ်ကိုတက်ရပြီးတော့လှပလွန်ပါတယ်ခင်ဗျကျွန်တော်တို့ဒီအပြင်ဘောလုံးလောကမှာလည်း Messi ရဲ့ဒီကန်ချက်ကဘုမားတွေအတွက်အိမ်မဆိုးဖြစ်သလို E4 ဘောမှာလည်းအိမ်မဆိုးဖြစ်နေခဲ့ပြီလားဆိုတော့ကျွန်တော်တို့မေးခွန်းတွေထောက်ရတော့မှာဗျာ2-0နဲ့ပွဲရတော့ဦးဆောင်ထားတယ်ဗျာ Ronaldinho မာစီဒန်တစ်ချက်လှည့်ပြသွားတယ်အနေမှာနောက်မှာပါလာ Roberto Carlos တောက်လျှောက်ဆွဲပြေးလာပြီးအေးရတဲ့ cross တင်ထားပြီး Diego Forlan ကောင်းတိုက်ခွင့်မရခဲ့ဘူးခင်ဗျာ N'Golo Kanté ရုရှားလိုက်ပေးနေတဲ့အနေအထားမျိုးမှာJoshua Kimmich ရှိမှရှိနေ Steven Gerrard ပွဲကစားခြင်းကတော့ပြီးဆုံးလို့သွားခဲ့ပြီခင်ဗျာတကယ်ကို Lionel Messi ရဲ့ဝေးကန်ချက်2ချက်နဲ့ကျွန်တော်အသင်းထက် squad အင်အားဖက်ဖက်မှာအသာစီးရရှိနေတဲ့အသင်းကိုခြေစွမ်းအသာစီးနဲ့နိုင်ရယူနိုင်ခဲ့တဲ့အတွက်ကျင်းနဲ့အားလိုက်မယ်လို့
မျှော်လင့်ပါတယ်ဒီလိုမျိုးဗီဒီယိုတွေကိုကြိုက်နေတတ်တယ်ဆိုရင်ကျွန်တော်ရဲ့ဒီအကောင့်လေးကို subscribe လုပ်ထားဖို့မမေ့ပါနဲ့ဦးခင်ဗျ E4 မှာ scale အဓိကပါလူစင်းကအဓိကမဟုတ်ပါဘူး